အဲ့ရုပ်ထုကိုကျွန်တော်ထည့်ခဲ့ပြီးတော့ကောင်းတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ့ရုပ်ထုတွေကျွန်တော်အဖြစ်မပေးဘူးကျွန်တော်ကြိုးကြည့်မွားနေနှလုံးသားနဲ့သူတို့စီသွားတဲ့အခါမှာကျွန်တော်အဖြစ်မပေးခဲ့ဘူးဘာသာဝင်တဦးကနေပြီးတော့မှဘာသာကြားကိုကူးပြောင်းသွားတဲ့သူတဦးရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့နှုတ်ထွက်စကားတွေကိုကြားလိုက်ရတဲ့အချိန်မှာအမတန်ကိုနှလုံးအောက်မိခဲ့တယ်နော်နှလုံးတော်တော်အောက်နေနော်မောင်လေးမိတ်တင်ပြပြမယ်ဗုဒ္ဓဘာသာဝင်ဆိုတဲ့အနက်အတိတ်ပဲကိုမောင်လေးတေချာသိရလားတေချာသိရလားမသိရင်တေချာလေးနားထောင်သွားဒီ post ကိုမောင်လေးမြင်ပါစေလို့လည်းမိတ်တင်ဆုတောင်းတယ်နော်အဲ့တော့ဗုဒ္ဓဖရာဗုဒ္ဓဆိုတာဖရာဘာသာဆိုတာစကားဝင်းဆိုတာနားထောင်ခြင်းတဲ့မိတ်တင်တို့ဗုဒ္ဓဘာသာဝင်တွေဟာဖရာစကားကိုနားထောင်တဲ့လူမျိုးတွေဖြစ်တယ်မောင်လေးရဲ့မိတ်တင်တို့ဗုဒ္ဓဘာသာဗုဒ္ဓဖရာကတကိုးရှင်မဟုတ်ဘူးဖန်ဆင်းရှင်မဟုတ်ဘူးတကိုးမပြဘူးဖန်ဆင်းမပေးဘူးဖရာရဲ့ဆုံးမဩဝါဒဖရာရဲ့နှုတ်ကပတ်တော်တွေဟာမကောင်းတာတွေမလုပ်ဖို့ကောင်းတာတွေကိုလုပ်ဖို့အကောင်းဆုံးလမ်းပြပေးခဲ့တာအကောင်းဆုံးလမ်းပြတာအမားတို့ဖရာကလမ်းပြတာဖန်ဆင်းတာမဟုတ်ဘူးမတူဘူးဗုဒ္ဓမြတ်စွာဘုရားကဖန်ဆင်းပြီးတော့မှမပေးဘူးဖန်ဆင်းပေးတဲ့အရာဘယ်အရာမှမပြုတ်လုပ်ခဲ့ဘူးတို့ဘုရားကမကောင်းတာတွေကိုမလုပ်ဖို့ကောင်းတာတွေကိုလုပ်ဖို့မကောင်းတာတွေကိုလုပ်ရင်မကောင်းတဲ့အကျိုးတွေကဘလို့ခံစားရတယ်ကောင်းတာတွေကိုလုပ်ရင်ကောင်းတဲ့အကျိုးတွေကိုခံစားရတယ်ဆိုပြီးတော့မှလမ်းပြခဲ့တာအဲ့တော့တို့ဗုဒ္ဓဘာသာဝင်တွေဟာဖရာစကားကိုယုံကြည်ပြီးတော့မှဖရာလမ်းပြခဲ့တဲ့အတိုင်းပြုမှုနေထိုင်လို့ရှိရင်ကြီးပွားကြတယ်ချမ်းသာကြတယ်ဖရာစကားကိုစန့်ကျင်ပြီးတော့မှနေထိုင်တဲ့သူတွေဟာစိတ်ဆင်းရဲကြတယ်နော်ဆင်းရဲကြရတယ်တောကတွေရောက်ကြရတယ်ဟုတ်လားအဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဒီလိုအခြေခံသဘောတရားလေးမှာမသိတဲ့မောင်လေးကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ခဲ့ပါတယ်လို့ဘယ်တော့မှမပြောနဲ့မောင်လေးအမားတို့ဘာသာဝင်တွေအနေနဲ့ရှက်တယ်မောင်လေးရဲ့ကောင်းတာတော့ကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတယောက်ခရစ်ယာန်ကိုကူးပြောင်းသွားအနုပညာရှင်တယောက်အကောင်တယောက်အကြောင်းကိုပြောပါမယ်နော်သူကဘယ်လောက်ထိရိုင်းဆိုင်ထားလဲဆိုတော့ရုပ်ထုစင်းနုတွေကိုးကွယ်တယ်တဲ့ကိုးလဲကိုးကွယ်ခဲ့တယ်ထိလဲထိတွေ့ခဲ့တယ်ဒါပေမဲ့ကြော်ကြေမွနေတော့ကျွန်တော်ရဲ့နှလုံးသားတစ်စုံနဲ့တဲ့သွားပြီးတော့တောင်းဆိုခဲ့တဲ့ချိန်မှာသူ့အတွက်ဘာမှလုပ်မပေးဘူးဆိုတော့နင့်နှလုံးသားပဒါနင့်နှလုံးကြေမွနေတာငါတက်နင်းပေးရအောင်မလားအဲ့ဒါနဲ့ငါဖះရှိမှတောင်းတာကိုဘာမှမရလို့နင်ကဘာသာကူးပြောင်းနေဆိုတော့နင်ငါကောဖះတရားတန်ခါယရဏသုံးပါးနဲ့ဂုံကျေးဇူးကိုဘလောက်မြဲမြံစီကပ်ခဲ့လဲနှလုံးသားထဲမှာဘလောက်ဖះတည်ခဲ့တယ်သိဖို့တခုရှိတယ်ငါတို့ဗုဒ္ဓဘာသာကလေအချောင်နေအချောင်စားဘာသာမဟုတ်ဘူးအချောင်လိုက်လို့မရဘူးကိုယ်တိုင်မကြင့်ကြံကိုယ်တိုင်မကြိုးစားကိုယ်တိုင်မအားထုတ်ကိုယ်တိုင်မလုပ်ဖဲနဲ့ဘယ်အရာကိုမှအချောင်မရဘူးငါတို့ဘာသာကအချောင်နေအချောင်စားဘာသာပါလာကိုးကွယ်ပါလို့လည်းဘယ်သူမှမခေါ်ဘူးမင်းတို့ကိုပြန်လဲရှင်သန်ခြင်းကိုလည်းမပေးဘူးအရွှေတုပ်တွေလည်းမပေးဘူးငွေတုပ်တွေလည်းမပေးဘူးကိုစူးစားမှကိုရမယ်လို့ပြောထားပြီးသားမင်းတို့လိုအချောင်နေအချောင်စားသမားတွေကဒီဘာသာမှာမရှိတာအကောင်းဆုံးစုံပြူတွေမို့လို့ဘာဖြစ်လို့လဲဘယ်တော့ခါမှအောင်လာမဲ့မျိုးစိမမှန်ပင်မတန်နဲ့မင်းတို့တွေကမျိုးစိမမှန်တဲ့အတွက်ပင်မတန်တဲ့အတွက်ဗုဒ္ဓဘာသာမှာမရှိတဲ့သူတွေဗုဒ္ဓဘာသာသာသနာဆိုတာကလေအချောင်နေအချောင်စားဘာသာမဟုတ်ဘူးကိုယ်တိုင်ကျင့်ကြံရတဲ့ဘာသာတည်းနေအချောင်စားတွေအတွက်ငါတို့ဘာသာသာသနာမှာနေရာမရှိဘူးအဲ့ဒါကြောင့်လဲမင်းတို့လိုစုံပြူတွေအခြေမခိုင်လို့ရိုင်သွားတာတန်ဖိုးမရှိတဲ့မင်းတို့လိုအမှုပညာရှင်တွေကငါတို့ဘာသာတရက်ကိုစော်ကားပြီးတော့ကိုယ့်ဘက်ကိုဘာသာကူးပြောင်းခြင်းကူးပြောင်းပါကူးပြောင်းခွင့်လည်းရှိတယ်သူများဘာသာကိုကိုးကွယ်ခွင့်လည်းရှိတယ်ဒါပေမဲ့စော်ကားခွင့်တော့မပေးထားဘူးမင်းတို့ခုကမင်းတို့ကဘာဖြစ်လဲတခြားဘာသာကိုကူးပြောင်းသွားတယ်ပြီးရင်ငါတို့ဗုဒ္ဓဘာသာကိုစော်ကားတယ်အဲ့တော့
မင်းတို့ကိုစပြီးကိုငါတို့ဘာသာတရက်ကဘာပေးပါမယ်လို့မြှူဆွဲခဲ့ဘူးလို့လဲဟမ်မင်းကဘာတွေလိုချင်နေတာလဲမင်းနှလုံးသားဘက်သာကြေယုံမကလို့အကွဲပြီးတော့သွေးစိမ့်စိမ့်ရှင်တန်ပြီးတော့သေသေးမင်းဘက်နှလုံးသားထဲမှာဖယားတရားတန်ကယရနာ၃ပါးနဲ့ဂုံကျေးဇူးကိုမသိသေး၍မင်းဒီဘယ်တော့မှဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာဖြစ်ခဲ့တော့မင်းမိဘဗုဒ္ဓဘာသာဖြစ်လို့မင်းကဗုဒ္ဓဘာသာဖြစ်တာအနီခံတသက်အချောင်းလေးအချောင်းစားအချောင်းလိုချင်တဲ့အကောင်တွေတော့ငါတို့ဘာသာမှာနေရာမရှိဘူးမင်းတို့အချောင်းလေးအချောင်းစားတွေတော့တခြားဘာသာကိုမင်းတို့ကူးပြောင်းသွားတာကောင်းတယ်အဲ့တော့သူများဘာသာကိုကူးပြောင်းခြင်းအေးအေးဆေးဆေးကူးပြောင်းဗုဒ္ဓဘာသာနှစ်ရွက်ကိုစတွေးမစွတ်နဲ့မစော်ကားနဲ့နားလေတယ်နော်အေးကိုရုပ်ရှင်မင်းသားပဲအမှုပညာရှင်ပဲလူပါလာမွားနဲ့နော်အဲ့တော့ထမင်းစားကြည့်ပြီးကြီးတာလားချီးစားပြီးတော့ကြီးတာလားမင်းမိဘတွေရောမင်းကိုဘလို့မွေးခဲ့တာလဲဆိုတာကိုယ့်အကိုစဉ်းစားနော်ဗုဒ္ဓဘာသာတို့ဒီနှလုံးသားထဲမှာဖျားမတည်နိုင်တဲ့ဘယ်တော့မှဗုဒ္ဓဘာသာအစစ်မဖြစ်ဘူး ကဲ အားလုံးပဲမင်္ဂလာပါခင်ဗျာ နောက်ဗီဒီယိုတစ်ခုဖြစ်ပါတယ် ။လိုက်အောင်ပါညီလေးဟိမင်းသူတင်ထားတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ပိုလေးတွေတွေ့လို့ပြောချင်တော့ပါညီလေးရေဘာသာရေးနဲ့ပတ်သက်ပြီး human right လူခွင့်ရေးပဲညီလေးကြိုက်တဲ့ဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်။ဒါပေမဲ့အခြားဘာသာကိုတော့စော်ကားခွင့်မရှိဘူး။ဘာဖြစ်လို့လဲလူဖြစ်နေလို့ညီလေးပြောတဲ့စကားတွေဗုဒ္ဓရှိကြောင်းတက်သေးပြပါတော့ဘာလို့ပေါ့နော်။ဒါတွေကမပြောအောင်မလို့အောင်ကိုကြိုက်တဲ့ဘာသာညီလေးခုခရစ်ယာန်ဆိုခရစ်ယာန်ကြိုက်တဲ့ဘာသာကိုးကွယ်ခွင့်ရှိတယ်ညီလေးဓမ္မတစ်ဓမ္မဟောင်းကျမ်းစာတွေညီလေးဖတ်ခွင့်ရှိတယ်ပူဇော်ခွင့်ရှိတယ်အဲ့ဒီကစကလုံးတွေညီလေးပြောခွင့်ရှိတယ်သို့တော့အခြားဘာသာစော်ကားခွင့်မရှိဘူးကိုယ့်အဖေရဲ့စေတနာစကားလေးညီလေးကိုပြန်ပြောပြမယ်နံပါတ်1ဘာသာရေးနဲ့ပတ်သက်ပြီးအငင်းခုံမလုပ်ပါနဲ့နံပါတ်2လူမျိုးရေးနဲ့ပတ်သက်ပြီးအငင်းခုံမလုပ်ပါနဲ့ညီလေးအားလုံးကတော့ကိုကိုးကွယ်တဲ့ဘာသာကိုလူမျိုးကိုပဲအမှန်တရားပြောကြမှာပဲအဲကြောင့်ညီလေးအဆင်မပြေဘူးအကိုဆရာဆိုရင်ဗီဒီယိုမှာမောင်မောင်မြင့်လေအစ္စလမ်သူနဲ့တွားရင်ကိုဝတ်သားမစားဘူးတခါတည်းမှာသူကြိုက်တဲ့ဟလာဆိုင်လေးတွေရက်ပေးတယ်ဒါဘာကြောင့်လဲကိုတော့တောင်ပေါ်သားကဝတ်သားအသေးကြိုက်တယ်လူဆိုတဲ့အတိနဲ့သူတို့ကိုးကွယ်တဲ့ဘာသာဝတ်သားမစားရဘူးငပိရင်မစားရဘူးအရက်မတော့ရဘူးတက်တူးထိုးရတယ်မကြိုက်ဘူးဒါကိုသိထားတယ်လေသူတို့ဘာသာမှာဆိုရင်ရုပ်ရှင်တော်မရရဘူးဒါပေမဲ့ my name is Khan Shahrukh Khan ဘောလီဝုမန်ကြီးတကဘာလုံးသိတယ်သူရိုက်ကြတာပဲလက်ခံကြတာဒါပေမဲ့ဘာသာတရားမှာရုပ်ရှင်မရရဘူးလို့ပါတယ်ညီလေးမသိရင်လေ့လာညီလေးတို့ခရစ်ယာန် okay ခရစ်ယာန်မှာလည်းကိုတို့ချက်ကြောင်းနဲ့တက်ဖူးတယ်ချက်ကြောင်းမှာဘုရားကျောင်းမှာဆိုရင်ဒီလက်ကလှူတော့ဒီဘက်ကမသိစေရဘူးဘယ်လက်ကလှူတော့ညာဘက်ကမသိစေရဘူးဆိုပြီးတော့ဘုရားကျောင်းမှာတည်ရမလားရှောင်းရည်လေးနဲ့အလှခန္ဓာလေးတွေဒါကောင်းလို့ရကိစ္စတွေကိုတို့အဲ့ဒါယူတယ်ကိုဆရာဆိုရင် KB Somo Roman Catholic ခရစ်ယာန်သူတို့ဆိုရင် discussion လုပ်တယ်သူတို့ဘာသာအကြောင်းတွေဆွေးနွေးကြတယ်ကိုဘာသာအကြောင်းတွေပြောပြတယ်နားထောင်ကြတယ်ငင်းခုန်မှုမလုပ်ဘူးဘာသာတရားတိုင်းဟာကောင်းတာတွေကြီးဟောတာဖြစ်နေတာအကိုတို့လိုမင်းတို့လိုလူတွေကဖြစ်နေတာအဲဒါတော့ကဘာမှာဘာသာရေး၄ခုရှိတယ်ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်ဟိန္ဒူဒီတရားမှာစင်ပွားစင်ပွားဘာသာတွေများစွာရှိကြတယ်အဲ့ဒီတည်းကကိုကထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ဘာသာရေးနဲ့ပတ်သက်လို့ကတော့အားလုံးကအမှန်နေကြီးပဲညီလေးကိုလည်းဘာသာရေးနဲ့ပတ်သက်ပြီးအငင်းခုံမလို့ကိုပြောချင်ပါတယ်ညီလေးပြောတာဗုဒ္ဓရှိကြောင်းတက်တည်ပြပါဆိုလို့ရှိရင်ညီလေးမသိမိဘတွေကိုမေးညီလေးမိဘတွေမသိတဆွေးနွေးတစ်မျိုးလုံးမေးပြီးရင်အကိုစီခေါ်လာခဲ့အကိုရှင်းပြမယ်အကိုကမရှင်းပြနိုင်ဘူးဆိုကိုဆရာသမားတွေရှိတယ်ဆရာတော်ကြီးတွေရှိတယ်တန်ဃာတော်ကြီးတွေအများကြီးရှိပါတယ်စေတနာနဲ့ပြောတာ